ကျမချစ်တော်တို့ရေဒီနေ့ကျမ sharing လုပ်ပေးခြင်းနဲ့အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါလေးကိုဒီနေ့နေ့လေကျမဒါခဏလေး break time ယူနေတဲ့အချိန်လေးမှာလာပြီးတော့ပြပြဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ရာလေးတကယ်တမ်းဒီကိုယ့်ရဲ့ project တစ်ခုရောင်းနေဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့service တစ်ခုရောင်းနေပေါ့နော်ကိုဘာပဲရောင်းတာပဲဖြစ်နေပါစေကိုယ့်ရဲ့ project ကိုယ့်ရဲ့ service တွေရဲ့ရောင်းအားတွေကအရင်ထက်ပိုပြီးတိုးတက်ဖို့ဆိုရင်ကျမတို့အားလုံးမှာသိရမယ့်အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ value လို့ခေါ်တဲ့တန်ဖိုးထားမှုပေါ့နော်တန်ဖိုးတစ်ခုသိရမယ်တန်ဖိုးတစ်ခုရှိရမယ်အဲ့တော့ဟုတ်ပြီဘယ်အရာတွေကိုတန်ဖိုးလို့သတ်မှတ်ထားလဲပေါ့နော်အဲ့လိုမျိုးပြောလိုက်တဲ့ခါကျရင်အများစုကဘာကိုထင်တတ်ကြလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ service ရဲ့ငွေကြေးတန်ဖိုးကိုပဲတော်တော်များများကထင်တတ်ကြတယ်ပေါ့နော်ဥပမာငါရဲ့ပစ္စည်းကဘယ်လောက်တန်တာငါရဲ့ service ကဘယ်လောက်တန်တာဒီလောက်ကိုပဲလူတွေတော်တော်များများကတန်ဖိုးတစ်ခုအနေနဲ့သတ်မှတ်ကြတယ် no မဟုတ်ဘူးနော်ကျမတို့ဒီပစ္စည်းရဲ့ငွေပမာဏအမောင့်ကို service ရဲ့ငွေပမာဏတန်ကြေးကိုပြောချင်တာမဟုတ်ဘူး value ဆိုတဲ့အရာကတန်ဖိုးထားခြင်းမှာကိုယ့်ရဲ့ပစ္စည်းရဲ့နော်ကိုယ့်ရဲ့ product ပဲဖြစ်ဖြစ် service ပဲဖြစ်ဖြစ်ကိုရောင်းချင်တဲ့အရာရဲ့တန်ဖိုးတစ်ခုကဘာလဲကိုပေးတဲ့အရာက customer တွေစီမှာဘယ်လိုအရာတွေကိုတွားပြီးတော့မှထိရောက်ရှိစေချင်တာလဲ customer တွေကရောဘယ်လိုအရာတွေကိုတန်ဖိုးထားတာလဲအဲ့တော့ကျမတို့ဒီ customer ကတန်ဖိုးထားတာကိုမသိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ product ကိုယ့်ရဲ့ service က customer အတွက်အသုံးဝင်နိုင်သလားဆိုတာကိုလည်းကျမတို့ကမသိကြမရရလေးဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မလို့ customer ရဲ့တန်ဖိုးထားမှုအရာကိုလည်းကိုကသိအောင်လုပ်ရမယ်ကိုယ့်ရဲ့ရောင်းချမဲ့အရာရဲ့တန်ဖိုးကိုလည်းကိုကသိရမယ်အဲ့ဒီတန်ဖိုး value နှစ်ခုညီသွားပြီဆိုရင်ကျမတို့ရဲ့ရောင်းအားဒီနေ့စဉ်နေ့တိုင်းเนาะပြီးခဲ့တဲ့နေ့တွေပြီးခဲ့တဲ့ရက်တွေပြီးခဲ့တဲ့လတွေထက်ပိုပြီးတော့တိုးတက်လာမယ်ဆိုတာကိုကျမကပြပေးချင်ပါတယ်ရှင် okay ကျမတော့မတင်လာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့ဆုံးမယ်ဒီဗီဒီယိုလေးကိုလည်းအသေးလေးပေးသွားခဲ့ကြပါနောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်ဘိုင်နိုင်ပါရှင်